။တာယာတဲ့တနေ့မှာတော့ Siren Head တယောက် Cast သောမတ်ကိုခွာစီပြီးရှောက်သွားနေခဲ့ပါတယ်။အလဲမှာရှိနေတဲ့ကြော်ရီတို့ကတော့ ဟိုဒီကောင်တွေကိုကြည့်ရတာမူးနောက်နေရပဲ Siren Head တို့အဆုတ်လွန်ပြီးအခုတော့အပြင်တွေပါရောက်ကုန်ပါပြီ ဟမ်ဘာလို့ဒီမှာရထားလဲရှိနေရလဲ ။ရုတ်တရက်ယထာတစီလာတဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ Train Eater ကြီးပါပဲ ကြောက်ရီမမဟာမြင်မြမောင်းကိုမမေဖော်လိုက်လာပြီကွာ ။ကြော်ရီတယောက်ကော်ဖီလေးပါလေးထိုင်တောက်နေပါတယ်။ရုတ်တရက် Siren Head ရဲ့အော်တန်ကိုကြားလိုက်ရပါတယ် ဟမ်ဟိုကောင်တွေဘာဖြစ်နေရလဲအတန်ကဘာကြီးတော့ ။ကြော်ရီအပြင်ကိုထွက်လာပါတယ် ဆာရဟက်ကဘယ်မှာလဲမင်းဘက်မှာလဲ ။ Train Eater ကကြော်ရီကိုဝါးစားသွားပါတယ် ဟမ်ဘာကြီးလဲငါပေထဲကိုရောက်သွားလဲ ။ Siren Head ကိုတွေ့သွားပါတယ် ဟိတ်ကောင်ဆာရဟက်မင်းတို့ဘယ်သွားနေရလဲ ကြောက်ထရိတ်အီတာမင်းငါတို့ဘာလို့ပေးရမလဲ တကယ်လို့ငါတို့နဲ့ပြောသေးရဲ့ဝယ်ချွေးနိုင်မယ်ဆိုရင်မင်းတို့လွတ်ပြီးမယ် မချွေးကွာ ။အခုတော့ Train Eater ကြီးကဘသူ့ကိုမှမလွတ်ပေးတော့ပဲရထားလမ်းမှာပဲပတ်နေပါတော့တယ်။